United ညီကိုတွေအားလုံးပဲမင်္ဂလာပါညီကိုတို့တည်တဲ့အတိုင်း United နဲ့ PSG တို့ရဲ့ခြေစမ်းပွဲစဉ်မှာကျွန်တော်တို့ရဲ့ကွင်းလယ်ကစားသမားဖြစ်တဲ့ Mason Mount အနေနဲ့ဒဏ်ရာရသွားခဲ့တယ်ပေါ့နော် Mason Mount ဒဏ်ရာရသွားတဲ့အချိန်မှာကျွန်တော်စဉ်းစားမိတဲ့အရာက Mason Mount ရဲ့ခြေစွမ်းကိုယုံကြည်ပြီးတော့တရားဒီလုံးဖျက်တမ်းမဲ့ကျွန်တော်တို့ရဲ့ United ဘုတ်ဖွဲ့တွေအနေနဲ့ဒီအချိန်မှာတော်တော်လေးကိုပြရာခတ်နေပြီလို့ကျွန်တော်ကတော့တွေးမိတယ်ဒီအချိန်ဒီလိုမျိုးအခြေအနေမှာ United ဘုတ်ဖွဲ့တွေအလုံးတင်ဆုံးအရာကတော့နောက်ထပ်ကွင်းလယ်ကစားသမားတစ်ယောက်ကိုရှာဖွေလိုက်တာပဲလို့ကျွန်တော်ကတော့မြင်တယ်ဘာလို့လဲဆိုတော့Mason Mount လိုမျိုးကစားသမားကို United fan တွေအားလုံးကိုမေးကြည့်လိုက်မယ်ဆိုရင်ဒဏ်ရာနဲ့တွဲမြင်တဲ့ကစားသမားလို့အားလုံးကတညီတညွတ်တယ်ဖြေကြမှာဗျာဒီလိုမျိုးကစားသမားမျိုးကိုဒဏ်ရာရတယ်ဆိုတာကလည်း United ရဲ့ဘုတ်ဖွဲ့တွေအနေနဲ့မသိဘူးဆိုတာကလုံးဝမရှိနိုင်ဘူးဒါပေမဲ့သူတို့အနေနဲ့ပတ်စံကိုနှမျောပြီးတော့မခေါ်ယူဘူးလို့ဆုံးဖြတ်တာကတော်တော်လေးကိုမှားတဲ့အလုပ်လို့ကျွန်တော်ကတော့ထောက်ပြချင်တယ်ဗျာဒီအချိန်မှာနောက်မကျသေးတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်မလို့နောက်ထပ်ကွင်းလေကစားသမားတစ်တယောက်ကိုတော့ထပ်ပြီးတော့ခေါ်ယူတင်တယ်လို့ကျွန်တော်ကတော့မြင်တယ်ဆိုတော့ Mason Mount ရဲ့ဒဏ်ရာနဲ့ပတ်သက်ပြီးတော့လက်ရှိအချိန်မှာစိုးရိမ်ရလားမစိုးရိမ်ရဘူးလားဆိုတာနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်ပြောပြပေးမယ် Mason Mount ရဲ့ဒဏ်ရာကတိတ်ပြီးတော့မပြင်းထန်ဘူးအရင်လဲစိုးရိမ်စရာမရှိဘူးအခုလက်ရှိပွဲပြီးသွားတဲ့အချိန်မှာလည်းသူ့အနေနဲ့တာမန်ကစားသမားတစ်ယောက်လိုပဲအသင်းနဲ့အတူတူကားပေါ်ကိုတက်သွားတဲ့အနေအထားအရကိုကြည့်မယ်ဆိုရင် Mason Mount အနေနဲ့နောက်ထပ်ပွဲစဉ်မှာတော့မှပြန်ပါလာနိုင်ခြေရှိတယ်လို့ကျွန်တော်ကတော့ပြောချင်တယ်ညီကိုတို့အနေနဲ့ဆိုရင်လက်ရှိမှာ Mason Mount ကိုမယုံကြည်သင့်ပဲနဲ့ကျွန်တော်တို့ရဲ့ United ဘုတ်အဖွဲ့တွေအနေနဲ့နောက်ထပ်ကွင်းလေကစားသမားတစ်ယောက်အဆင်ပြေမဲ့တစ်ယောက်ကိုခေါ်ယူသင့်တယ်လို့ညီကိုတို့မြင်ကြလားကျွန်တော်ရဲ့ comment အောက်မှာလည်းညီကိုတို့အနည်းငယ်ဆွေးနွေးပေးသွားကြပါအောင်ကျွန်တော်အနေနဲ့နောက်ထပ်မကြာခင်မှာဒီ United ရဲ့ဒီယာဒီထွက်ဂျာစီလေးတွေကိုလည်းကျွန်တော်မဲဖောက်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ညီကိုတို့အနေနဲ့ကျွန်တော်ရဲ့အကောင့်ကိုလည်း follow ပေးပြီးတော့ကျွန်တော်ကိုလည်းအားပေးခဲ့ကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်